မင်္ဂလာပါရှင်အိမ်မက်များနဲ့တူတက်ဝေးပြ page ကကြိုဆိုလိုက်ပါတယ်တင်မသိလောက်သေးတဲ့ချစ်စရာကောင်းတဲ့ရိုးရာအယူစားလေးတချို့ကိုပြောပြပေးချင်ပါတယ်အခုပြောမယ့်အချက်တွေကတော့နေရာဒေသအလိုက်ရိုးရာပြောစမှတ်ရှိတဲ့ချစ်စရာကောင်းတဲ့ယုံကြည်မှုနဲ့တဏှာကြီးလေးတွေသာဖြစ်ပါတယ်တကယ်လို့များတင်မှာပချိုင်ရှိတယ်ဆိုခဲ့ရင်အဲ့ဒီပချိုင်ဖြစ်ပေါ်ရခြင်းကနတ်သမီးတစ်ပါးကနမ်းပေးခဲ့လို့ဆိုပါတယ်တကယ်လို့များတင်ကညာဘက်အိမ်မပြောဘူးဆိုရင်တင်ဟာတစုံတယောက်ရဲ့အိမ်မက်ထဲမှာရောက်နေလို့ပါတဲ့ရုတ်တရက်နာချေလိုက်တယ်ဆိုရင်ကျမကြီးနဲ့မပတ်သက်ဘူးဆိုရင်ပေါ့နော်အဲ့ဒါဆိုရင်တော့တစုံတယောက်ကတင်ကိုတတိယနေတာလည်းဖြစ်နိုင်တယ်လို့တင်ရဲ့ဓာတ်ပုံကိုကြည့်နေတာလည်းဖြစ်နိုင်ပါတယ်တကယ်လို့များတချင်းတစ်ပုတ်ကတင်ကောင်းထဲမှာထက်ခါပေါ်လာတယ်တင်လည်းမမေ့နိုင်ဘူးဆိုရင်တော့တင်ရဲ့ဆိုးမိတ်ကအဲ့ဒီချင်းကိုတီးဆိုနေလို့ဖြစ်ပါတယ်တဲ့အဲ့ဒီချက်တွေထဲကတင်ကြုံမှုတာပဲနဲ့ချက်ရှိပါသလဲအားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ရှင်